အန်ချင်လာပြီဘလို့ရေးလဲမသိဘူးခုနကသူလက်နဲ့ပန်းနေတာမလားအဲ့ဒီလက်ကိုပဲကိုင်းပြီးတော့ခေါ်သွားသေးတယ်မမဟာပဲတော့ပြီးတော့ပြေးကိုင်းချင်းနဲ့လာပြီးကြရင် तू ကရိုးရိုးမဟုတ်ဘူးတွေးသမျှ sorry အကုန်လုံးလိုက်ကိုင်းတာဟုတ်တယ်ကျွန်တော်တငယ်ချင်းတဲ့အတော်ဆိုးနေပြီလို့ဒါပေမဲ့ဘူရောရေ confident ကိုတစ်ချောက် show confident six pack နဲ့ဘေးရေဆွဲကြိုးယူဆွဲပြီးတော့မပြေးသွားတဲ့ Where to go, young lady? Mama reply be like New Delhi. Oh no! Arre mama India ထိကို taxi နဲ့တခါသွားတော့မလား UFO စင်လာတော့ကတော့တဲကန်တရာကြီးဟုတ်တယ်ဘာမှမရှိဘူးအဲ့ဒီအလဲမှာလုံးဝကွင်းပြင်းကြီးပဲဟုတ်တယ်ဒါပေမဲ့ဟိုဘေးကြီးစင်လာတော့ယထာလန်ယထာကြီးပါထွက်လာပြီလားမှန်ကြီးနောက်ပြီးဘေးကြီးအနီထားလေးကိုတစ်ချက်လောက်ကြည့်ပါအောင် तू ကအခုပဲဂျိုးကနေစင်လာတာမဟုတ်ဘူးဂျိုးသားကြီးမဟုတ်ဘူးလားကွာမသိသူတို့ဂျိုးမှာဂျီမရီဖာရီရောရှိတယ်ပေါ့အဲ့မဲ့ဂျိုးသားကြီးကလူသားမြင်သွားတော့သူ့ရဲ့ဟာကြီးတွဲလောင်းနဲ့အဲ့မဲ့ဆွဲဂျိုးတွဲလောင်းကြီးနဲ့အဲ့ဖက်ကိုပြေးသွားတဲ့အဲ့ဒါကိုလူသားဒီတိုင်းရက်ကြည့်နေတဲ့စဉ်းစားကြည့်လိုက်ကွာလူတယောက်ကဟိုတဲကန်နေရာကြီးမှာဘယ်သူမှမရှိတဲ့နေရာကြီးမှာတွဲလောင်းနဲ့ကိုပဲပြေးလာတယ်ဒါပေမဲ့ဘူရောရတော်စိတ်ဝင်စားပြီးတော့ကြည်နေရှာတယ်ဒီဘောတခါမှမြင်ဘူးတဲ့ဂျူတာပစ္စည်းမြင်တော့ကြည်နေရှာပါတယ်ဒါပေမဲ့ဘူရောရေ confident ကိုတစ်ချောက် show confident six pack နဲ့ဘေးရေဆွဲကြိုးယူဆွဲပြီးတော့မပြေးသွားတဲ့လူကတော့တန်လန်းအတဲတိုင်းပြေးနေတာဟုတ်တဲ့ဒါပေမဲ့သူကြီးအေးကကြတော့ဒီနာလေးမှာရောက်လိုက်ဟိုဘက်မှာရောက်လိုက်ဒီဘက်မှာရောက်လိုက်စာပြမောင်ဒုတာဘေးရကာနေတဲ့ကာထဲကနေအပေါ်ထအင်ဂျီခေါင်းဆွဲပြီးတော့မှထွက်သွားခဲ့တာဟုတ်တဲ့ဟိုနာလေးရောက်သွားတော့အထက်အင်ဂျီအဖြူကြီးအောက်ကဖက်နှက်တွေပါထွက်လာပြီတတိထားမိလားမသိပါဘူးဒီကာနေတဲ့ကာထဲမှာဆိုရင်မန်းအောက်ချပြီးတော့မှအထက်မှာကိစ္စဆောင်ရွက်နေတာကိုကျွန်တော်တွေ့နေရတယ်ဘာကိစ္စလဲကျွန်တော်လည်းမသိဘူးဘာကိစ္စပဲလုံးကွာကျွန်တော်ပြောရှင်းတာမန်းတကားလေးတော့တိတ်ချလေးပိတ်တင်နေမဟုတ်ပါပြောကြည့်တာပါဂျိုးသားပဲဘလို့ဂျိုးသားလဲတော့မသိပါဘူးတခါလောက်ကင်တိုင်းသူကအကုန်လုံးတီးသွားတယ် I mean လာအဲ့မှာဘေးကြီးတွေအဲ့လောက်အများကြီးကနေကြတယ်သူတို့ရဲ့ဟိုက်သွားပြီးတော့ကင်ပေါ့အော်လာဒါပေမဲ့ဂျိုးသားကြီးကမရဘူးမမဟာပဲသွားပြီးတော့ပြေးကင်ချင်းနဲ့လာပြီးကြရင် तू ကရိုးရိုးမဟုတ်ဘူးတွေးသမျှ sorry အကုန်လုံးလိုက်ကိုင်တာဟုတ်တယ်ကျွန်တော်တငယ်ချင်းတဲ့အတော်ဆိုးနေပြီလို့ဂျိုးသားလူရဲ့လက်ကိုကင်လိုက်ပြီဆိုရင်အဲ့ဒီ तू တီးထားတဲ့အရာလေးတွေအဲ့ဒီ तू ပြောတတ်တဲ့စကားလေးတွေစအကုန်လုံးတီးသွားတယ်ကွာဒါပေမဲ့မမရဲ့ office သွားတော့အောက်မှာပြုတ်ကျနေတဲ့ဂျိုးသားပစ္စည်းကိုကြတော့ဘာလို့မတီးရလဲ Good question. You are a good question. အမဂျိုသားတကယ်ကြီးမတီလို့လိုက်မေးနေတယ်လိုက်မေးတာလဲဟုတ်ပါပြီဟိုဘဲကသူ့ဥစားပဲဖြစ်တယ်ပဲထားပါတော့တိတ်လေးအိတ်ခါထဲမှာထဲလိုက်ပေါ့ဘာလို့အတန်နေအော်ပြီးတော့မှသူများတွေကြောင်ပြောနေရတာလဲမဟုတ်ဘူးကျွန်တော်ပြောချင်တာဒီဂျိုသားပစ္စည်းကဘာလဲဆိုတာနောက်ဆုံးမမနဲ့တော့ကောင်းရင်းနေတယ်လေ तू ကတီးရမယ်လေမဟုတ်ဘူးလားမဟုတ်ဘူးကျွန်တော်ကတကယ်မတီလို့ဆွေးနွေးကြည့်တာပါတလောက်အုံလုံးစားတဲ့ဂျိုသားပစ္စည်းကခေါင်းစီကျိုးလို့ဘာလို့နေဘာသူတီးလဲကွာတီးတဲ့သူတယောက်တော့ကျွန်တော် comment မှာရေးခဲ့ပေးပါဦးဟိုအရီကမောင်းထိုးတော့သစိမ်းနှစ်ယောက်မမနဲ့ဘိန်းနဲ့အခုမှစတွေ့တယ်ဟိုကနေထွက်ပြေးပြီးတော့မှဘေးရမမရဲ့စပိန်ကိုစားပြီးတော့မောင်းပြီးတော့ထွက်ပြေးပထမဆုံးကျွန်တော်မေးချင်တာဘေးရအဲ့ဒါမမရဲ့စပိန်မှန်ဘလို့တီးတာလဲဒုတိယတစ်ချက်ကကဲတီးွားတယ်ပဲထားပါတော့ခုနစပိန်ကိုမတော့နဲ့ခတ်ထားတာမလားနေပါဟေးဘလို့တော့ကြီးလဲကွာကိုပြောက်တော့ကြီးပါလားဒီဇကာထဲမှာသူတို့ပြထားတာဘေးရအစ္စလာမ်ဟုတ်တယ်မမကျတော့ဟိန္ဒူဟုတ်တယ်ဒါပေမဲ့မင်္ဂလာဆောင်ဖို့ကျတော့ church မှာသွားတယ်စာပြမဘေးမလာတော့မတီးလိုက်ရတော့မတက္ကစီတာပြီးတော့မကားထဲထိုင်ပြီးတော့ driver be like Where to go, young lady? Mama reply be like New Delhi. Oh no! Arre mama India ထိကို taxi နဲ့တခါသွားတော့မလားကဲနောက်ဆုံး taxi သမားမမကိုအဲ့ကနေ Delhi ထိကိုပဲ taxi နဲ့ပဲခေါ်လာတယ်ပဲထားပါတော့မမရဲ့အိမ်ရောက်လို့မကားသမားမမကို1000ခွဲကြားတယ်ဒါပေမဲ့မမရဲ့ပုံစံကြည့်ရတာစိတ်ဆင်းရဲနေတဲ့ပုံစံပေါက်နေတယ်အဲ့တော့1000ပဲပေးလို့ပြောလိုက်ရင်မမဘယ်လိုပြောမလဲဟိုလေစိတ်မရှိပါနဲ့နော်အားလဲနားတယ်ပတ်စံအေးကြီးကြံခဲတစ်ချက်လောက်ပြန်သွားယူအောင်လားNew Delhi လေရောက်သွားပြီမမ PK ပဲယူပထမဆုံးမြင်တော့ PK ကအမှကြော်သွားခဲ့ပြီဒါပေမဲ့တကဖွင့်ပြီးတော့ဘေးယူဝင်လာတော့မမရှိတရနေဝင်လာတဲ့ဂျိုးသားဘေးရဖះကြောင်သွားတော့ဆိုရင်အနောက်ကအိုဒရိုင်းအလွတ်ကြီးဟုတ်တယ်ဘာမှလည်းမရေးထားဘူးဒါပေမဲ့ခဏနေလေးကြတော့ပြန်လာမယ်လေလို့အိုဒရိုင်းမှာဆိုရင်စာရီရေးထားတဲ့မဲကြီးဂျိုးသားဘေးရရေးကိုစောက်ခွဲပြောင်းပြီးတော့မှသူ့ရဲ့ရှိမှာပေါ်တင်လို့ပြန်နေတဲ့အဲ့တော့ဟိုရဲဘေးလေသူ့ကိုချက်ချင်းသွားပြီးတော့မှအဲ့ဒီအနေထားနဲ့ပဲဖမ်းပလိုက်တာဆွဲပလိုက်တာဟုတ်တယ်အဲ့တော့ဆွဲလိုက်တော့သူ့ရဲ့အောက်မှာလိတ်ကောင်းကမမြင်ရပါလားဟာဟင်းအောင်ကြီးလိတ်ရဲ့ခေါင်းကြီးကအထဲဝင်သွားတာမြန်လိုက်အန်ချင်လာပြီဘလို့ရေးလဲမသိဘူးခုနကသူလက်နဲ့ပန်းနေတာမလားအဲ့ဒီလက်ကိုပဲကိုင်းပြီးတော့ခေါ်သွားသေးတယ်ရဲလေတကယ်ပဲစောက်ရအားနေတယ်ဘသူလာပြီးတော့ရှူရှူအောင်မလဲဆိုရဲဟာအရှိတက်တယ်မှာကားရက်ပြီးတော့စောင်းစာပြမ
သူသားရကားစီပြီးတော့တွားနေတာဘေးမှာထိုင်နေမှာမတရားဝစိတ်မကောင်းဖြစ်နေလို့ဘာဖြစ်တက်လဲဆိုပြီးတော့မှစမ်းကြည့်ပြီးမလို့လက်ကိုကိုင်းတာဟိုဘေးရမင်းရမို့ဆူမကိုလာပြီးတော့မှအားချောင်းနေတယ်ဆိုပြီးတော့သူ့ကြိုက်မလို့ကောင်းတွေကလှုပ်မို့ဆူမမလည်းစိတ်ဓာတ်မကောင်းတာဟုတ်တယ်ဒါပေမဲ့အပြင်ထွက်တာမျက်လုံးမှာအဲ့ဒါဘာခေါ်လဲမသိပြီးကြရင်နှခမ်းနီပိုင်းအောင်ဆိုဘူးကြတော့သူမမေ့ဘူးကဲဟုတ်ပါပြီဘေးရလုံနေတဲ့ကားတွေထဲကအင်ဂျီတွေခိုးခိုးပြီးတော့မှဝတ်တယ်ပဲထားပါတော့ဒါပေမဲ့သူခူလိုက်တဲ့အင်ဂျီတန်ရသူနဲ့ size ကအတော်ပဲနော်တခါမှအင်ဂျီ size မတူဘူးဆိုလို့မရှိဘူးဒါနဲ့နေပါအောင်အနောက်မှာဘာလဲကားလုတ်ပြိုင်ပွဲဖြစ်နေတာလားကွာတန်းစီပြီးတော့လုံနေကြတယ်ကဲဒီတီကြီးနေပြီးသဘောကျနေပြီဆိုရင်တော့ခမရဲ့ဘော်ဒါတွေနဲ့ share လုပ်ဖို့မမေ့နဲ့အောင်ဘရိုကဗမာကူလာကပြာလာဖြေးပေးအောင်ဟုတ်ကဲ့ကျွန်တော်မြန်မာလူပြောနေတယ်မြန်မာစာရီနေတယ်ဆိုတော့ကျွန်တော်ဂျပန်လူမျိုးပါဗျာ Hi watashi wa nihon jin desu မယုံမလား kimochi amete kudasai ကဲပြတဲ့လောက်ပြောတတ်တယ်ဆိုတော့ယုံပြီးထင်ပါတယ်ခမဗီဒီယိုတွေကြည့်ပြီးဇက်ကားတွေကောင်းကောင်းကြည့်တက်လာတယ်ဒါနဲ့ဘရူဆော်ရှိကကျွန်တော်ကကလေးအဖေဟဲအောင်ရေမဆိုင်ဘူးလေဗျာအဲ့လောက်ကြည့်ကြတော့မပြောသင့်ဘူးလေဗျာစော်ကားတယ်ဆိုတာသူ့အနေနဲ့သူရှိတယ်ဗျာစိတ်ကမရှိတော့ဗျာဒီလူတော့ခမအပြင်မှာတွေ့လို့ရှိရင်ဝေးဝေးတာရှောင်းကျွန်တော်ခောက်မိတော့မှာနော်ကလေးရဖေးပြပြများလော်တန်ရကြီးနဲ့ဖြစ်သွားမယ်နော်အကိုဘလောက်ရှိလဲလာပြန်ပြီးနောက်တစ်ယောက်ဗျာခမတို့ဘာလို့မေးချင်တာလဲအရှိကထဲ့ပြောအောင်လေခမအရက်လားအသက်လားဘာလဲဆိုရပေါ့ဘယ်ရလဲအကိုတဲ့ဟုတ်ကဲ့ကျွန်တော်ဒီရပါဗျာဟုတ်ကဲ့ကျေးဇူးပါမဟုတ်တရုပ်မဟုတ်ဘူးမဟုတ်ကူလာတဲ့အဲ့ဒီကူလာဆိုတဲ့ဟာကြီးကဘာကြီးလဲဗျာမသိလို့ပါလို့ကူလာမသိပါဘူးဂူလာပဲသိပါတယ်ဒီဂူလာဆိုတဲ့ဟာဘာလဲသိချင်ရင် Google မှာရှာကြည့်ပါစော်တယောက်ရှာပြီးစပ်ပြတ်မှုတထုပ်ဝယ်ပြီးမယ်ညီလေးရေလောက်ပါအောင်ဗျာကျွန်တော်လေအဲ့စပ်ပြတ်မှုကျွန်တော်မပြောဘူးဗျာညီလေးရဲ့အဲ့ဒီညီလေးမိသားစုညီလေးဆွေမျိုးတဆွေလုံးရဲ့အဝူလေးတွေကျွန်တော်လာပေးလိုက်ကျွန်တော်နေ့တိုင်းရှော့ပေးမယ်ကျွန်တော်စော်တယောက်ပဲရှာပေးကြားတယ်ပကံပါဆေးပေးလိုက်မယ်လှုပ်လိုက်တော့ဂျူသားယူလာတာတော့လူ9ယောက်ယူလာတာဟုတ်တယ်အဲ့တော့ဒီ6ယောက်မြောက်ဂျူသားကြတော့ဘယ်ကထွက်လာတာလဲခုနယူလာတော့ဟို9ယောက်ပဲယူလာတာလေနောက်ဆုံးတော့ဂျူသားတောင်မနဲ့တွေ့မှနွားသားဖြစ်သွားပြီယူလာရဲ့ဘေးမှာထိုင်ပြီးတော့မှနွားစာကိုကြည့်ရင်လည်းရထိုင်းလာပြီးတော့မှရထိုင်းပေါက်ကွယ်တော့အကုန်လုံးပျက်စီးသွားပြီဒါပေမဲ့ဂျူသားပြန်ခံနေမဂျူသားရဲ့လွယ်ကူသွားပြီးတော့မှနိုင်ကြည့်တယ်ခုနပေါက်ကွယ်လို့လောင်းသွားတဲ့စာရွက်ကြီးရဆိုရင်အကောင့်နဲ့ပြန်ပြီးတော့ပေါ်လာပြီဟဲ့ကြီးဒါနဲ့နေပါအောင်ဂျူတာရဲ့ရေဒီယိုကဘယ်ကုမ္ပဏီထုတ်တာလဲမသိပါဘူးခုနပစ်ချတဲ့ရေးထဲမှာကျန်နေတဲ့ပေါက်ကွဲတဲ့လူတွေရိုက်ခွဲတဲ့နောက်ဆုံးဘာမှတော့မဖြစ်ဘူးအကောင့်နဲ့ပြန်ပြီးတော့တုံလို့ရသေးတယ်ပေါက်ကွဲတော့လေဘေးကအလောက်လေးတဲ့လူတွေကလွင့်သွားတယ်အဲ့ဒီကြတော့ဘာမှမဖြစ်ဘူးကဲနောက်ဆုံးဂျူတာရဲ့အမှဖြစ်ခဲ့တဲ့အကြောင်းလေးတွေကိုအကုန်လုံးတီးခဲ့တယ်ပဲထားပါတော့အဖြစ်အပျက်လေးတွေကိုတီးတာလောက်ပဲဆိုရင်တော့ဟုတ်ပါသေးတယ်ဒါပေမဲ့အဲ့မှာဖြစ်ခဲ့တဲ့အကြောင်းလေးတွေကစားဘယ်အပစ္စည်းဘယ်လိုမျိုးထားလိုက်တယ်ဆိုတဲ့အစားအကုန်လုံးသူကမြင်နိုင်ရဂျူတာလာ CCTV လာကွာနောက်ဆုံးမလည်းဂျူတာဒီနွားသားဖြစ်နေပြီဆိုတဲ့ဟာကိုသိနေပြီအဲ့ဒါကိုနွားသားပဲသူ့ဖက်လက်မှာကိုစောင်းနေတဲ့ဘာလဲမတွေ तू မလိန်ငါလည်းမခေါ်တော့ဘူးဆိုတဲ့သဘောမျိုးလားနောက်ဆုံးဂျူတာလည်းနွားသားဖြစ်ပြီးတော့မှပဲသူတို့ဂျိုမှာအင်ဂျီဝစရာမလိုဘူးဆိုတဲ့ဟာတော့မေးပြီးတော့မှအင်ဂျီနဲ့ပြန်နောက်ဆုံးမ PK အကြောင်းကိုလူတွေကိုပြောရင်းနဲ့ပဲအနောက်မှာအဲ့ဒီ PK ပြန်သွားတော့ကသူ့ရဲ့ပုံကို cover ကထားရမြင်ရတယ်ဒါပေမဲ့ how can this possible dude သူပြန်တော့ဆိုရင်နောက်ကနေကြီးနေတာပဲဟုတ်တယ်တပုံရိုက်တာလည်းမဟုတ်ဘူးဇက်ကရဲ့နောက်ဆုံးအမကြီးကဆိုရင်တော့ဂျိုသားလေးတွေကဘာပေါ်နောက်တစ်ခေါက်ရောက်လာကြတယ်အချိန်မှာသူတို့နှစ်ယောက်သားအချင်းချင်းလူစကားပြောနေကြတယ်သူပဲပြောတော့သူတို့ဂျိုမှာစကားပြောစရာမလိုဘူးဆိုဒီတိုင်းအလိုက်တီးတယ်ဆိုစာပြမောင်